ဟုတ်ကဲ့ခင်ဗျာကျွန်တော် Justice Soldier Drone နည်းပညာတပ်ခွဲမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဘိန်းနေပြီပဲဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိစကားမောက်တော်လန်နေတဲ့တိုက်ပွဲတွေမှာဆိုပြီးပြင်ကျွန်တော်စကားမောက်ဘက်ကလည်း Drone နည်းပညာကိုအများကြီးနှိမ့်တင်လာတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တော်လန်ရဲဘော်တွေအနေနဲ့လည်းနည်းပညာကိုဒီထက်မကအများကြီးနှိမ့်တင်နိုင်ဖို့အတွက်မိဘပြည်သူတွေရဲ့အပိထောက်ပံ့မှုလည်းအများကြီးလိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော် Justice Soldier တပ်ခွဲကနေလည်းအခုလက်ရှိတင်နန်းသားအသစ်တွေအများကြီးခေါ်လျက်ရှိပါတယ်အသက်18နှစ်ကနေ40အတွင်းဖြစ်ရပါမယ်ပညာရေးချင်းရှစ်တန်းနဲ့အထက်ဖြစ်ပြီးနည်းပညာစိတ်ပါဝင်စားသူလည်းဖြစ်ရပါမယ်။ကျန်းမာရေးကောင်းမွန်သူလည်းဖြစ်ရပါမယ်။ရာဇဝတ်မှုကင်းရှင်းသူလည်းဖြစ်ရပါမယ်။မိမိအထက်လူကြီးကပေးရတဲ့တာဝန်လည်းခြေကိုလိုက်နာတာထမ်းဆောင်နိုင်သူဖြစ်ရပါမယ်။ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့တော်လှန်ရေးပြီးဆုံးသည့်အထိတာဝန်ထမ်းဆောင်နိုင်သူလည်းဖြစ်ရပါမယ်။အထက်ပါအချက်လက်များနဲ့ကိုက်ညီမှုရှိပါတော့ကျွန်တော် Justice Soldier ပေးမှာလာရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။ Peace